ကပ္ပသောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသေးချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဣဒယတတလောကဤအကျိုးစီးပွားအလို့ကအတိဒုက္ခရဏိယောစာတဲ့ချေလက်အင်္ဂါမေတ္တာကြီးမှသမိသာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျတိထဝေ90အစုအလုံးခဲရင်သောမှုတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုံတော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချိန်မျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းသို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများယဝေသာကဲ့သို့တနာရှိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာတသဝိရိယများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဗျာအားဓမ္မောယုတိပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဓမ္မမေဇေပေါင်းတော်ပေါင်းတို့အားပရိသမိတာမတ္တနာရှိသောတပ္ပိတ္တအစရှိသောမေတ္တာပုဂ္ဂိုလ်အာဒီအနတ်တိတ်ပဲဖြင့်ကျွဆို၍မေတ္တာပို့တာပါမည်ထို့နောက်928မေတ္တာရေတွက်ပုံကိုလည်းမသိခုံသေးသောသူတော်ကောင်းတို့အားသိရှိစေရန်ရေတွက်ရပါမည်အလုံးသောသူတော်ကောင်းပေါင်းတို့ကြီးညိုတရာဘွားမှတ်သားကြပါကုန်တော်